အားလုံးမင်္ဂလာပါကျွန်တော်ဒီပိုင်းရှိဖို့ပြင်နေဒီပိုင်းရှိယူဆန်နေပြီပေါ့အကျိုးပါလေကျွန်တော်ခုကမြောက်ပြင်နေကြောင်းလည်းဗာလဲဆိုတော့ကျွန်တော်ရဲ့စိတ်ကိုရေကန်ကြီးပေါ်မှာပေါ့ကြီးမချစ်ပြန်အကောင်းအောင်လေ့ကျင့်ထားဖို့လိုတယ်ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ကျွန်တော်ရဲ့စိတ်ကဖန်ခွက်ထဲမှာရှိရရေပမာဏလောက်ပဲရှိရဆိုလို့ရှိရင်လူတွေရဲ့အဲ့ဖန်ခွက်ထဲကိုစားရည်လာခက်လိမ့်ရှိတယ်စားရည်လာခက်လို့ရှိရင်ကျွန်တော်အဲ့ဖန်ခွက်ထဲရေကကျွန်တော်ပေါ်မှာငန်းသွားနိုင်တယ်ပေါ့ကျွန်တော်ဆိုလိုချင်တဲ့အိဗာလဲဆိုတော့ကျွန်တော်ရဲ့လူတွေကဒီလူတွေသူတို့အလိုမကြောက်မှုတွေပြစ်တင်မှုတွေညှဉ်းဆဲမှုတွေဒေါသပြောင်းလုပ်မှုတွေကကျွန်တော်တို့မှာဒီကျွန်တော်ရဲ့စိတ်ကဖန်ဝက်ထဲမှာရှိရရေပမာဏလောက်ပဲရှိရဆိုလို့ရှိရင်ကျွန်တော်တို့မှာတက်အောင်မှုရှိဒါမှမဟုတ်ကျွန်တော်ရဲ့စိတ်ကကြီးမကျပြန်အားကောင်းအောင်လုပ်လေ့ကျင့်ထားလို့ရှိရင်သူတို့ရဲ့ဒီအပြစ်တင်မှုတွေညှဉ်းဆဲမှုတွေကျွန်တော်တို့ဒေါသပြောင်းလုပ်မှုတွေကကျွန်တော်တို့မှာတက်အောင်မှုမရှိဘူးအဲဒါကြောင့်ကျွန်တော်ခုမြောက်ပေးခြင်းအကြောင်းအလေးကအမိတ်ဆွေတို့ရဲ့စိတ်ကိုကြီးမကျပြန်အားကောင်းအောင်လေ့ကျင့်ထားဖို့လိုရဆိုရဲလေ့ကျင့်ထားဖို့လိုရဆိုတဲ့အကြောင်းကျွန်တော်ဒီဗီဒီယိုလေးကနေပြီးမြောက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်မြောက်ပေးတဲ့အကြောင်းအရာလေးလည်းမိတ်ဆွေတို့အကျိုးရှိမှလို့ယုံကြည်ပါတယ်